မစောတာဒါလို့စောလိုက်ပြန်ပြီဗျကျွန်တော်တို့ရိတ်ချွေစမောင်းသားတွေရဲ့ဘဝတဲ့သွားပဲခေါင်းနေလဲအဲ့လိုပဲရေးရတာကြားနေလဲအဲ့လိုပဲရေးရတာကျွန်တော်တို့ရဲ့ဘဝဒီရိတ်စစ်ကြီးတစ်စီးလိုပဲဒီလားသဘာဝရိတ်ဆရာရှိတဲ့နေရာကိုသွားဘဝသမားတွေပါလို့ကျွန်တော်တို့ဘဝကျန်းတယ်ပတ်စံမျက်နှာတော်တော်ကြီးတယ်ဗျာเนาะပတ်စံလေးရောက်အောင်နည်းနည်းလှည့်ပြီးသွားနေတာဆင်းရဲတယ်ကျန်းတန်းတယ်ဘဝအခြေအနေအဲ့လိုမျိုးတွေအားလုံးပဲမင်္ဂလာပါဗျစောတာကြလို့မင်းနေကြမှာဆိုလို့ပစိလာ6တာအာဝါ